ရှာရီယာနှင့်ရှာစီမန်ညီကိုနှစ်ယောက်ဟာတနေ့မှာစိမ့်လန်းပြီးရေအေးကြည်လင်တဲ့မြစ်ကမ်းဘေးတနေရာကိုရောက်လာကြတယ်။အဲဒီမှာအရေးကောင်းတဲ့တစ်ပင်ကြီးတစ်ပင်ကိုတွေ့လို့အနားယူနေကြတယ်။အဲဒီအချိန်မှာမြစ်ထဲကလှိုင်းကြီးတွေတဖြည်းဖြည်းကမ်းဘက်ကိုလာနေတာကိုမြင်ရတော့ကြောက်လန့်ပြီးတစ်ပင်ပေါ်တက်ပြီးကြည့်နေကြတယ်။လှိုင်းတွေကကမ်းနားရောက်လာတဲ့အခါဘလူးကြီးတစ်ကောင်ပေါ်လာပြီးတစ်တာကြီးတစ်လုံးကိုဖွင့်တယ်။အဲ့ဒီထဲကတစ်တာငယ်တစ်လုံးထပ်တွေ့ပြီးဖွင့်လိုက်တဲ့အခါအရန်လှတဲ့မိန်းမငယ်တစ်ယောက်ထွက်လာတယ်။ဘလူးကြီးကငါမင်းကိုချစ်လို့ခိုးယူလာတာလို့ပြောပြီးမိန်းမငယ်ရဲ့ပေါင်ပေါ်မှာခေါင်းတင်ပြီးအိတ်သွားတယ်။မိန်းမငယ်ကပတ်ဝန်းကျင်ကိုကြည့်နေတော့တစ်ပင်ပေါ်မှာညီကိုနှစ်ယောက်ကိုတွေ့သွားတယ်။အဲ့ဒါနဲ့သူတို့ကိုဆင်းလာဖို့ခေါ်တယ်။ညီကိုနှစ်ယောက်ကဘလူးကြီးကိုကြောက်လို့မဆင်းချင်ဘူးလို့ညင်းကြတယ်။ဒါပေမဲ့မိန်းမငယ်ကမဆင်းဘူးဆိုရင်ဘလူးကြီးကိုနိုးပြီးမင်းတို့ကိုတက်စားစေမယ်လို့ချိန်ချောက်တာကြောင့်နောက်ဆုံးဆင်းလာကြရတယ်။သူတို့ဆင်းလာပြီးနောက်မိန်းမငယ်ကသူ့ကာမအလိုဆန္ဒပြည့်အောင်လုပ်ပြီးသွားတဲ့အခါလက်စွပ်တွေပြပြီးဒီလက်စွပ်တွေကမင်းတို့လိုလူတွေထံကြရထားတာ68ကွင်းရှိပြီးမင်းတို့လည်းပေးရမယ်ဒါမှတရားပြည့်မယ်လို့ပြောတယ်။ကြောက်လန့်နေတဲ့ညီကိုနှစ်ယောက်လည်းလက်စွပ်တွေပေးလိုက်ကြရတယ်။ပြီးတော့မိန်းမငယ်ကငါ့ကိုအခြားသူနဲ့လက်ထပ်တော့မဲ့အချိန်မှာဘလူးကြီးကခိုးယူလာပြီးတစ်တာထဲမှာတော့9ချက်နဲ့ပိတ်ထားတယ်။ဒါကြောင့်ငါလိုချင်တာရဖို့ဒီလိုလုပ်ရတာပဲလို့ပြောတယ်။ဒီစကားတွေကြတော့ရှာရီယာနှင့်ရှာစီမန်ကြီးအကိုနှစ်ယောက်ကအယမ်းအံ့ဩသွားပြီးငါတို့ကြုံရတာတော်တော်ဆိုးတယ်လို့ပြောကနောက်ဆုံးပြည်တော်ကိုပြန်သွားကြတယ်။ပြည်တော်ရောက်တော့ရှာရီယာမင်းကြီးကမိဖုရားကိုတတ်ဖို့အမိန့်ထုတ်ပြီးအမတ်ကိုလည်းနေတိုင်းမိန်းမငယ်တယောက်ကိုရှာပြီးဆက်သက်ရမယ်။ဒီနေ့ယူလာတဲ့သူကိုနောက်နေ့တက်နောက်နေ့ယူလာတဲ့သူကိုတပတ်ခါထပ်တက်လို့အမိန့်ပေးတယ်။အမတ်လည်းအမိန့်တိုင်းလှုပ်လာတာ3နှစ်ကျော်ကြာပြီးနောက်မိန်းမငယ်တွေရှာမတွေ့တော့ဘူး။အဲ့ဒါနဲ့အိမ်ပြန်ပြီးဒီနေ့မိန်းမရှာနိုင်ရင်ဘယင်ငါကိုဘလို့အပြစ်ပေးမလဲမသိဘူးလို့စိတ်ပူနေတယ်။အဲ့ဒီအမတ်ကြီးမှာသမီး2ယောက်ရှိတယ်။သမီးကြီးနာမည်ကရှာရာဇက်သမီးငယ်ကဒင်နယာဇက်ဖြစ်တယ်။သမီးကြီးရှာရာဇက်ကပုံမြင်ပေါင်းများစွာကိုသိပြီးညံကောင်းတဲ့သူဖြစ်တယ်။ဒီနေ့မှာအဖေဖြစ်သူမျက်နှာမကောင်းတာကိုမြင်ပြီးဘာဖြစ်တာလဲလို့မေးတယ်။အဖေကမင်းကြီးကနေတိုင်းမိန်းမငယ်တယောက်ဆက်သက်ရမယ်လို့အမိန့်ထုတ်ထားတယ်။ဒီနေ့တော့မိန်းမရှာနိုင်လို့အပြစ်ခံရတော့မယ်လို့ပြောတယ်။ဒါကြောင့်ရှာရာဇက်ကအဖေစိတ်မပူပါနဲ့ကျမကိုမင်းကြီးထံပို့လိုက်ပါ။ကျမတည်ရင်လည်းတေးပါစေမတည်ဘူးဆိုရင်အခြားမိန်းမတွေကိုကယ်တင်နိုင်မှာပါလို့ပြောတယ်။အဖေကသဘောမတူပဲဒီလိုလုပ်တာကကိုအန္တရာယ်ထဲထည့်တာပဲလို့ပြောပြီးဥပမာတစ်ခုပြောပြတယ်။အဲ့ဒီဥပမာကတခါတုန်းကကုံတယ်တယောက်ရှိတယ်။သူ့မှာမြီးတစ်ကောင်နဲ့နွားတစ်ကောင်ရှိတယ်။မြီးကိုတော့လိုအပ်ရင်စီးသွားပြီးအစာကောင်းကောင်းကျွေးတယ်။နွားကိုတော့လဲထွန်ခိုင်းပြီးကောက်ရိုးပဲကျွေးတယ်။တနေ့နွားကငါအလုပ်အရန်ပင်ပန်းတယ်မင်းကတော့အဆင်ပြေတယ်လို့မြီးကိုပြောတယ်။မြီးကလဲထွန်ခေါ်လာရင်မထပဲလဲနေမကောင်းချင်အောင်ဆောင်လို့အကြံပေးတယ်။နောက်နေ့နွားကအကြံအတိုင်းလုပ်လိုက်တယ်။ဒါကြောင့်လဲထွန်သမားကမြီးကိုပဲယူပြီးလဲထွန်ခိုင်းလိုက်တယ်။နောက်နေ့လည်းအတူတူပဲဖြစ်တယ်။အဲ့ဒီကြောင့်မြီးကပင်ပန်းပြီးပိန်လာတယ်။နွားကတော့အဆင်ပြေနေပြီးမြီးကိုကျေးဇူးတင်တယ်။ဒါပေမဲ့နောက်တစ်နေ့မြီးကသခင်ကနွားမကျန်းမာရင်တက်မယ်လို့ပြောတာကြားခဲ့တယ်လို့ပြောလိုက်တော့နွားကအယမ်းကြောက်သွားတယ်။နောက်နေ့မနက်မှာနွားကကျန်းမာတဲ့ပုံနဲ့လှုပ်ရှားပြလိုက်တယ်။ဒါကိုကုံတယ်ကမြင်ပြီးရေတယ်။ကုံတယ်မယားကဘာလို့ရေတာလဲလို့မေးတယ်။ကုံတယ်ကပြောရင်ငါတေးရမယ်လို့ပြောပေမဲ့မယားကမနာမနေမေးနေတယ်။နောက်ဆုံးကုံတယ်ကတေးရင်တေးပါစီပြောမယ်လို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီအချိန်မှာသူ့အိမ်မှာကြက်ဖတစ်ကောင်နဲ့ကြက်မအများကြီးရှိတယ်။ခွေးတစ်ကောင်လည်းရှိတယ်။ခွေးကကြက်ဖကိုသခင်တေးတော့မယ်မင်းမစိုးရင်ဘူးလားလို့မေးတယ်။ကြက်ဖကသခင်ကညံမရှိဘူး။ငါဆိုရင်ငါကြက်မတွေကိုထိန်းနိုင်တယ်။မိန်းမကိုအခန်းထဲခေါ်ပြီးရိုက်နှက်လိုက်ရင်မမေးတော့ဘူးလို့ပြောတယ်။ကုံတယ်ကဒီစကားကိုကြားပြီးမယားကိုအခန်းထဲခေါ်သွားပြီးရိုက်နှက်လိုက်တယ်။အဲဒီနောက်မှာတော့သူတို့2ယောက်ပြဿနာမရှိဘဲနောက်ထပ်နှစ်ပေါင်းများစွာတိုင်အောင်အတူနေထိုင်ကြတယ်။ဒီဥပမာကိုနားထောင်ပြီးနောက်မှာရှာရာဇက်ကအဖေကိုထက်ခါကျမကိုမင်းကြီးထံပို့ပေးပါလို့တောင်းဆိုတယ်။နောက်ဆုံးအဖေလည်းသဘောတူလိုက်ရတယ်။အဲဒီနောက်ရှာရာဇက်ကညီမဒင်နယာဇက်ကိုအစီအစဉ်တစ်ခုပြောထားတယ်။ငါနန်းတော်ရောက်ပြီးရင်မင်းကိုခေါ်မယ်။မင်းရောက်လာတဲ့အခါအချိန်ကိုကြည့်ပြီးထူးဆန်းတဲ့ပုံမြင်တွေပြောပေးပါလို့တောင်းဆိုပါလို့မှာထားတယ်။အမတ်ကြီးကသမီးကိုမင်းကြီးထံခေါ်သွားပြီးဆက်တက်လိုက်တယ်။ရှာရာဇက်နန်းတော်ရောက်တာနဲ့မျက်ရည်ကျလာတယ်။မင်းကြီးကဘာလို့ငိုနေတာလဲလို့မေးတော့ရှာရာဇက်ကကျမအရန်ချစ်တဲ့ညီမနဲ့ခွဲရလို့ပါလို့ပြန်ပြောတယ်။ဒါကြောင့်မင်းကြီးကအမတ်တွေကိုညီမကိုခေါ်လာဖို့အမိန့်ပေးတယ်။ဒင်နယာဇက်ရောက်လာပြီးနောက်အမနာမှာထိုင်ခိုင်းတယ်။ညီမကအမရီဒီညကနောက်ဆုံးတွေ့ရတဲ့ညဖြစ်နိုင်လို့ထူးဆန်းတဲ့ပုံမြင်တစ်ပုဒ်ပြောပေးပါလို့ပြောတယ်။ရှာရာဇက်ကမင်းကြီးခွင့်ပြုမှသာပြောမယ်လို့ပြန်ပြောတယ်
မင်းကြီးကပြောပါငါလဲနားထောင်မယ်လို့ခွင့်ပြုလိုက်တယ်။အဲ့ဒီညကနေစပြီးရှာရာဇက်ကမင်းကြီးကိုပုံမြင်တွေဇက်တိုက်ပြောပြလာတာရက်ပေါင်း1000 တညတိုင်အောင်ဖြစ်သွားတယ်။